မင်္ဂလာပါရှင်တချို့တို့နောက်ထပ်ဒီနေ့သင်ခန်းစာလေးကကျတော့ Excel မှာ Mark and Center နဲ့ Mass Across ရဲ့ကွာခြားချက်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်တချို့ကတော့ကွန်ပျူတာကွင်းရဲ့ Founder and Trainer ဒေါ်နန်းကျော်ခင်ဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ဒီ Mark and Center နဲ့ Mark Across ရဲ့ကွာခြားချက်ပေါ့နော်ဒါလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါline man နဲ့မှာကျွန်တော်ဘာရှိမလဲဆိုလို့ရှိရင် Mark and Center ရှိပါမယ် Mark and Center ရှိမယ် Mark Across ရှိမယ် Mass and Mass ဒါအသုံးများဆုံးကတော့အပေါ်ကနှစ်ခုပေါ့အဓိက main target နေတဲ့အပေါ်ကနှစ်ခုကိုပြောမှာပဲဖြစ်ပါတယ်အဲ့တော့ Mark and Center ကိုတစ်ချက်ကြည့်လိုက်ရအောင်ကျွန်တော် column 3ခု row 3ခုကို select ကလေးမှတ်မယ် column 3ခု row 3ခုကို select မှတ်တဲ့အချိန်မှာဒါဒီcolumn က3ခွက် row က3ခွက်ဆို3 3ဒီ6ခွက်ပေါ့နော်အဲ့ဒီ6ခွက်ကိုတစ်ချက်တို့ကဒီမှာ Mark and Center ကိုနှိပ်လိုက်တဲ့အချိန်မှာသူဒီတစ်ခွက်တည်းဖြစ်သွားပါတယ် Mark and Center နော်သူဒီတစ်ခွက်တည်းဖြစ်သွားတယ်ဟုတ်ပြီနောက်ထပ်3ခုသွားကြည့်အောင် column က3ခွက်မှတ်မယ် row ကို3ခွက်မှတ်မယ်ဒီတစ်ခါကျရင်တစ်ချက်တို့ကနောက်ထပ်တစ်ကြောင်းဆိုတော့ပါသွားမယ်ဆိုရင် Mark Across ကိုသွားမယ်ဟုတ်ပြီနော်သူကကျတော့ဘယ်လိုလဲဆိုတော့တဲ့ Mark selected cell in the same row into one last cell ဟုတ်ပြီနော်ဒီ row တစ်ကြောင်း same row ပေါ့နော် in the same row တစ်ခုတည်းအနေနဲ့သူကခွဲပေးသားမှာပဲဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ကျွန်တော်က column ကိုပေါင်းပလိုက်တယ် row တွေကိုမပေါင်းဘူးအဲ့တော့ Mark and Center ကျော် column row ပေါင်းတာဒီလိုအလွယ်မှတ်လိုက်ဟုတ်ပြီနော် Mark and Center ကျော် column row ပေါင်းတာ Mark Across ကျော်တော့ကျွန်တော်ဗာပဲပေါင်းတယ် column ပဲပေါင်းတယ် row တွေမပေါင်းသွားဘူးเนาะအဲ့တော့ row 3ခုကတော့ row 3ခုပဲဖြစ်သွားပါမယ်ရမလားဒီမှာဆိုရင်ဒီမှာဆိုလို့ရှိရင်ဒါ lesson 1 and SSO1 lesson 2ပေါ့ဒီလိုမျိုးရိုက်တဲ့အချိန်မှာကျွန်တော်က Mark Across ဒီ row ကတကူတည်းဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်เนาะအဲ့တော့ Mass Center ကတော့ column တွေရော row တွေရောပေါင်းချင်တဲ့အခါမှာသုံးပါ Mark Across ကတော့ row တွေပေါင်းချင်တဲ့အခါမှာသုံးပါဒါဆိုရင်ကျွန်တော်ကပုံမှန်အဖြစ်title row တွေကျွန်တော်ကရိုက်ချင်တဲ့အခါမှာ Mark Across ကိုသုံးတယ်ရမလားtitle row ရိုက်ချင်တဲ့အခါမှာ Mark Across ကိုသုံးတယ်ဒီမှာ Mark Across လေးကိုသုံးလိုက်မယ်ဒီနေရာလေးမှာဥပမာSAL ရဲ့ save report ပေါ့နော် save report ဆိုရင်ဒီလိုမျိုး align ရတော့ဒါကျတော့ alignment နဲ့ဆိုင်သွားပြီးစံနာထားပေးလိုက်ပေါ့နော်အဲ့ဒါရရှင် save report ကိုမှ January month ပေါ့2024ဒီလိုမျိုးချက်တို့ကသွားချင်တဲ့အခါမှာရှိမှတော့နံပါတ်စင်နဲ့တက်လို့ရတယ်21Roger Sana cross selection ကိုဒီလိုမျိုး title row တွေတက်ချင်တဲ့အခါမှာကျွန်တော်သုံးပေးရမှာပဲဖြစ်ပါတယ်။ message ကတော့ cell ခွက်တွေကိုပေါင်းချင်တဲ့အခါမှာကျွန်တော်သုံးပေးရမှာပဲဖြစ်ပါတယ်။ပြန်ဖြုတ်ချင်တော့တစ်ချက်နှိပ်လိုက်အောင်လည်းပြန်ပြုတ်ပါတယ်နော်။အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။ဒီလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်အတွက် easy usage ဖြစ်စေမဲ့သင်ခန်းစာလေးတွေနဲ့ကျွန်တော်မျှဝေပေးသွားပါမယ်။ Excel ရဲ့ tick and trick နော်အသုံးအများဆုံးလေးတွေကိုကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြမယ်နော်